ဒီနေ့သာသနာတော်နှစ်2565ခုကောဇာနှစ်1383ခုဝါကောင်လပြည့်မေတ္တာခါတော်နေ့ဥပုသ်တရနေ့မှာအလုံးသောဥပုသ်ဆောင်သုံးရတဲ့ဥပုသ်တရားတော်မှာများဒီနေ့မေတ္တာခါတော်နေ့ဖြစ်တဲ့အတွက်ကြောင့်မေတ္တာတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့မေတ္တာသုတ်ပိဋကတရားတော်ရဲ့အဓိပ္ပာယ်ကိုပြောမယ်လို့စိတ်ကူးထားနော်ဒီမေတ္တာသုတ်ပိဋကတရားတော်ကိုမြတ်စွာဘုရားကဒီဝါကောင်လပြည့်နေ့မှာဟောခဲ့လို့ဒီဝါကောင်လပြည့်နေ့ကိုမေတ္တာခါတော်နေ့လို့ဘုရားဘာသာဝင်များကသတ်မှတ်ထားကြတယ်ဒါကြောင့်ဒီကနေ့မှာဗုဒ္ဓဘာသာဝင်တိုင်းလို့ရွတ်ဖတ်ပူဇော်လေးရှိကြတယ်မေတ္တာသုတ်ပိဋကတရားတော်ရဲ့အကြောင်းမေတ္တာသုတ်ပိဋကတရားတော်ရဲ့အဓိပ္ပာယ်ကိုပြောပြမယ်ပေါ့အများစုကတော့မေတ္တာသုတ်ပိဋကတရားတော်ကိုရွတ်ဆိုနေကြတော့လည်းပဲကိုရွတ်ဆိုနေတဲ့ဒီပါဠိစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုတိတိကျကျမသိကြတာပဲများပါနော်အထူးသဖြင့်လူငယ်ပိုင်းတွေဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့မေတ္တာသုတ်ပိဋကတရားတော်ကိုရွတ်ဖတ်ပူဇော်ကြတော့လည်းပဲအတိပ္ပယ်ကိုလေးလေးနက်နက်အသေးစိတ်မသိကြဘူးပေါ့တချို့အသက်ကြီးတဲ့တရားတော်မတွေလည်းပဲမေးမြန်းကြည့်တဲ့အခါမှာအသေးစိတ်မသိကြတာပဲများပါဒါကြောင့်ဒီကနေ့ဒီမေတ္တာသုတ်ပိဋကတရားတော်ရဲ့အဓိပ္ပာယ်လေးကိုအကျဉ်းချုပ်ပြီးတော့ဘုံပြောပြဘာကြောင့်ဒီမေတ္တာသုတ်ပိဋကကိုမြတ်စွာဘုရားဟောခဲ့တာတော့မြတ်စွာဘုရားလက်ထက်ကယဟန်တော်900လောက်တော်ရဲသွားပြီးတော့တရားအထုတ်ကြတော့အဲ့ဒီတော်ရဲမှာရှိတဲ့သစ်ပင်ဆောင်နတ်တွေကတိလနဲ့ပြည့်စုံတဲ့ဒီယဟန်တော်တွေရှိနေတော့သူတို့မှာနေရထိုင်ရတာဆင်းရဲတဲ့အတွက်ကြောင့်ခက်ခဲတဲ့အတွက်ကြောင့်ယဟန်တော်တွေမနေနိုင်အောင်ခြောက်လှန့်ကြတဲ့အတွက်ဝါတွင်ကာလကြီးမှာပဲအဲ့ဒီယဟန်တော်တွေအကုန်လုံးမြတ်စွာဘုရားတွေကိုပြန်ပြီးတော့ရောက်လာကြတယ်ဒီအကြောင်းအရာကိုအလုံးကြားဘူးကြတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုဒီမေတ္တာသုတ်ကိုမြတ်စွာဘုရားဟောပြီးတော့မေတ္တာတရားနဲ့အညီနေထိုင်ကြဖို့ဒီမေတ္တာသုတ်ကိုရွတ်ဖတ်တရေစေကြဖို့အဲ့ဒီတော်တွေကိုပဲမြတ်စွာဘုရားပြန်ပြီးတော့လွတ်တယ်အဲ့ဒီမှာပဲသူတို့တရားလူတရားမြတ်ရဖို့အကြောင်းမြင်လို့ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီယဟန်တော်တွေဟာဒီမြတ်စွာဘုရားသင်ပြတဲ့မေတ္တာသုတ်တရားတော်ကိုရွတ်ဖတ်ကြတဲ့တရေသေးကြတယ်မေတ္တာတရားပွားရတယ်အဲ့လိုမျိုးသူတို့မေတ္တာတရားကိုအားကိုးအားထားပြုတဲ့အခါမှာစောစောက6လနေကြတဲ့နတ်တွေကမေတ္တာတက်ဝင်ချစ်ခင်ပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအများကြီးတောင်ဆောင်ရွက်ကြဝေယဝိဆတွေတောင်လုပ်ပေးတယ်လို့ဆိုအဲ့ဒါမလို့ဒီဝါကောင်လာပြည့်နေ့ကိုမေတ္တာခါတော်နေ့လို့ဒီလိုမျိုးသတ်မှတ်ကြတယ်နော်အဲ့တော့ဒီမေတ္တာသုတ်ပိဋကတရားတော်ရဲ့အကြောင်းကိုဘုံဘုံတို့နိုင်ဝဲကြော်ကြော်အချိန်လေးမှာဆိုတော့အကြံဉာဏ်လေးအနှစ်ချုပ်လေးလောက်ပဲပြောနိုင်ပါတော့နော်အဲ့တော့မေတ္တာသုတ်ကိုပထမဆုံးစပြီးတော့ရွတ်တော့ဘယ်ကနေရွတ်ဖတ်ပူဇော်ကြတာတော့ယတ္တာနုဘာဝတော်ယက္ခနေဝတတင်တိပိလနံယမိရှိဝနုယုံဇံတော်ရတိန်တိဝမတန်တိတော်ဒုက္ခံတုပတိတုတ်တော်စပပဂိရှိနပတ္တိဧဝမာတိကုဏုပေတံပရိတံတမ္ပနာမဟိဒီကထာလေးနှစ်ပုဒ်ကနေစာရွတ်တယ်ဒါကမြတ်စွာဘုရားဟောတဲ့ဒေသနာတော့မဟုတ်သေးဘူးဒါကမေတ္တာသုတ်ကိုတို့ရွတ်ဖတ်ပူဇော်ကြစို့လို့အချင်းချင်းတိုက်တွန်းနှိုးဆော်တဲ့ဂါထာပေါ့မေတ္တာသုတ်ရဲ့ဂုဏ်ကိုလည်းပဲချီးမွမ်းကလေးဖွင့်ပြီးတော့သူကရွတ်ဆိုကြလို့တိုက်တွန်းတဲ့အတွက်ကြောင့်ဒီဂါထာလေးတွေကိုသူကအမွန်းလို့လည်းဒီလိုခေါ်တယ်အပေကြီး17တုံးမှာဘုရားဟောပါဠိတော်တွေရဲ့ရှေ့မှာဒီအမွန်းဂါထာလေးတွေကိုနောက်ဆရာတော်ဘုရားကြီးတွေကကြည်ညိုဝယ်ဖြစ်အောင်ထည့်ထားနော်အဲ့ဒီယတ္တာနုဘဝတော့အစချီတဲ့ဂါထာနှစ်ပုဒ်ကဘုရားဟောမဟုတ်သေးဘူးလို့သိရမယ်နော်
အတိပ္ပယ်ကဘာပြောတော့ဆိုတော့ဟေအိုသူတော်ကောင်းတို့ယတ္တပရိတ္တအကျင့်မေတ္တာတို့ပေတရားတော်ဤအနုဘာဝတော်အစွမ်းရှိသောအနုဘောကြောင့်ယက္ခဏာများတို့သည်ဘီတနံကြောင့်မဲ့ဖွယ်အာယုအမျိုးကိုနေဝတတ်တင်တိမပြနိုင်ကြကိုယမိစေဝအကျင့်မေတ္တာတို့ပေတရားတော်၌တာလင်ရတ္တိန်တိဝနင်းညစ်မပြခါခတ်သိအတန်တီတော်ပြည့်ခြင်းမရှိပဲအနုယုံစံတော်ထက်တလဲလဲဆွေးမြဲယူပွားအထုတ်သူသည်ဒုက္ခချမ်းချမ်းသာသာသူပတိအိစေယ၏တုတ်တော်ဣပြောသည်ရှိသောတိန်စီတစုံတစ်ခုသောပါပန်စအိမ်မဲဆိုးကိုလေနတ်ပတ္တိမမြင်မဲ့ရဧဝမာတိကုဏုပေတံဤသို့အစရှိသောအကျိုးကုန်၏အာနိသင်နှင့်ပြည့်စုံသောတံပရိဒံထိုမေတ္တာတို့ပေတရားတို့မယံငါတို့သည်ပနာမရွတ်ကြကုန်စို့တဲ့ဆိုလိုတာကသူတော်အောင်တို့တဲ့ဒီမေတ္တာတို့ကိုရွတ်မယ်ဆိုလို့ရှိရင်မေတ္တာတရားပွားများမယ်ဆိုရင်နတ်တရားတောင်ကြောက်ပွဲဖွယ်အာယုံမပြနိုင်ဘူးအမြဲတမ်းမပြည့်မရရွတ်ဖတ်တဲ့စေပွားများအထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကချမ်းချမ်းသာသာအိပ်စေရတယ်အိပ်ပျော်ရင်လည်းပဲအိမ်မက်ဆိုတွေမမက်ဘူးနိုးရင်လည်းပဲချမ်းချမ်းသာသာနိုးထားရတယ်အဲ့မှာမေတ္တာရဲ့အကျိုး7မျိုးအလုံးကြားဦးတယ်နော်ဒါကသူကအနှစ်ချုပ်ပြီးတော့ဒီကထာလေးထဲမှာမေတ္တာတရားရဲ့အကျိုးကြီးမားပုံကိုသူကပြောထားတာမေတ္တာတုတ်ကိုစိတ်ထဲကပို့ပြီးတော့အလေးနဲ့ထားပြီးတော့ရွတ်ဖတ်တဲ့စေဖို့ပူဇော်ဖို့စိတ်အားထက်သန်တဲ့အနေအထားကိုရောက်အောင်သူကတိုက်တွန်းတဲ့သဘောနော်ဒါကထာလေးနှစ်ပုဒ်ရဲ့ပထမအတိတ်ဟုတ်လားတော့ဘုန်းဘုန်းတို့ဒီကထာလေးနှစ်ပုဒ်ပြီးတော့မှဘုရားဟောဒေသနာအဲ့ဒီမှာစမေတ္တာတုတ်ကအဲ့ဒီမှာစနော်ဘယ်ဟာဘယ်လိုစမလဲအားလုံးရကြမယ်ကရဏီယမထကုတလေနယန္တတန္တဗရာအပိသမစ္ဆတကောဥစုဇသူဥစုဇသူဝဆောသတ္တမုရုအနာတိမာနိအဲ့ဒီကထာလေးရစနော်အဲ့ဒီကထာလေးရဲ့အဓိပ္ပာယ်ကိုပြောတန်တန်ချင်းသက်အေးချမ်းသောဗရဏိဗ္ဗာန်ကိုအပိသမစ္ဆအာယုံယူပြီးထွန်းပေါက်မြင်သိ၍ဝိဟရိတုကာမေနနေခြင်းကအလိုရှိသောအထကုတလေနအကျင့်အမျိုးမျိုးအကျိုးစီးပွား၌လိမ္မာသူသည်ယံကရဏီယအကျင့်ပြုကျင့်ရမည်တိခါသုံးရအကျင့်မြတ်သည့်အဋ္ဌိရှိတန်ထိုတိခါသုံးရအကျင့်မြတ်ကိုကရဏီယပြုကျင့်ထိုက်ပေ၏အလွန်ငြိမ်သက်တဲ့ချမ်းသာတဲ့နော်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့နေလိုကြတဲ့နော်အကျိုးစီးပွားအစစ်အမှန်ကိုအလိုရှိကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားကိုသူတို့ကျင့်ရလိမ့်မယ်တဲ့ဟုတ်လားချမ်းသာအစစ်အမှန်နိဗ္ဗာန်ကိုလိုလားတောင့်တကြတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာအစစ်နိဗ္ဗာန်ကိုရခြင်းတယ်ဆိုလို့ရှိရင်အကျင့်မြတ်တွေရှိတယ်အဲ့ဒီနိဗ္ဗာန်ကိုရကြောင်းအကျင့်တွေရှိတယ်အဲ့ဒီအကျင့်တွေကိုဘာလို့မလို့ကျင့်ရမယ်တဲ့အဲ့ဒီအကျင့်ကိုမြတ်စွာဘုရားဒီမှာ15မျိုးတောင်ဟောတယ်ဒါမေတ္တာတရားမပွားများခင်မှာရှိဦးစွာနော်ရှိတဲ့ရှိတဲ့အည်အသွေးကြီး15ချက်လို့လည်းဆိုနိုင်တယ်ဒါတွေအသေးစိတ်တော့ပြောစရာအလွန်ကောင်းတယ်သို့တော့နောက်ထပ်ဂါထာတွေအများကြီးရှိတော့ဒီအချိန်တိုလေးတွင်မှာဒါလေးကိုဘုံဘုံတို့ကအတိပ္ပယ်နော်နားလေယုံလေးလောက်ပဲပြောသွားမယ်ပေါ့နော်ကရဏီယမထကုတလေနာယန္တတန္တံပရံအပိသမစ္ဆဟုတ်လားအဲ့ဒါရဲ့အတိပ္ပယ်ကိုပြောနေတာနော်အလွန်မွန်မြတ်တဲ့ချမ်းသာတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့နော်ချမ်းချမ်းသာသာနေလိုကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနိဗ္ဗာန်ကိုရဖို့အတွက်စိတ်ကိုအလေးအကျင့်လုပ်ရလိမ့်မယ်ကောင်းမြတ်တဲ့အကျင့်တွေကိုလေ့ကျင့်ရလိမ့်မယ်ဟုတ်လားအဲ့ဒီအကျင့်တွေရှိတယ်အဲ့ဒီအကျင့်တွေကိုဆက်ပြီးတော့မြတ်စွာဘုရားဟောဟုတ်လားအဲ့ဒါဘယ်လိုဆက်ဟောလဲတကောဥစုဇသူဥစုဇသူဝဆောသတ္တမုရုအနာတိမာနိနောက်တစ်ခါဒါဆက်တာနော်တန်တုတကောဇသူပရောဇအပကိသောဇတန်လဟုကဟုတ်တိတန်တိတရိယောဇနိပကောဇအပကဘောကုလေသောနာနုဂိတောဒါကနိဗ္ဗာန်ကိုရစီတဲ့အကျင့်ကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်ဟုတ်လားအဲ့တော့တကောဇဆိုတာဘာပြောအောင်ဆိုစွမ်းနိုင်သူသည်လေအတ္တဖြစ်ရတယ်အစွမ်းရှိရမယ်တဲ့အထူးသဖြင့်ဒီနေရာမှာစွမ်းနိုင်တယ်ဆိုတာဘာပြောအောင်ဆိုတော့ဒါကိုရခြင်းတယ်ဆိုရင်ဒါကိုရအောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်လို့ပြောတာဟုတ်လားအစွမ်းတတ္တိတွေရှိရတယ်ကိုယ့်ရဲ့စိတ်အနေအထားကျမ်းမာရေးအနေအထားယုံကြည်မှုအနေအထားဒါကိုဘုံဘုံတို့အသေးစိတ်လေးနည်းနည်းပြောထားတဲ့တရားလေးတစ်ပုဒ်တော့ရှိတယ်ဒီမှာတော့ဘုံဘုံတို့ဒီလောက်ပဲပြောနိုင်မှာဟုတ်လားအဲ့တော့တက်ကောစာဆိုတာဘာလို့စွမ်းနိုင်ရမယ်ဒါကိုရခြင်းတယ်ဆိုရင်ဒါကိုရအောင်လုပ်နိုင်တဲ့ဒါနဲ့ထိုက်တန်တဲ့အစွမ်းသူ့မှာရှိရမယ်တဲ့အဲ့ဒီကစဟောနော်
တကောစာပြီးတော့ဗါတော့ဥစုစာတဲ့ဥစုစာဆိုတာဖြောင့်မတ်သူဒီလေးအတ္တဖြစ်ရဖြောင့်မတ်ရမယ်ယူသားရအဲ့ဒါဖြောင့်မတ်မှုယူသားမှုကိုမြတ်စွာဘုရားဘလောက်အရေးထားပြီးတော့ဟောတော့ဆိုတော့ဥစုစာပြီးတော့ဗါလားသူဟုစုစာသူဟုစုစာဆိုတာအလွယ်လေးပဲပြောရင်အလွန်ဖြောင့်မတ်ရမယ်တဲ့ဟောနှစ်ချက်ဟောတာနော်ဥစုစာဖြောင့်မတ်ရမယ်သူဟုစုစာအလွန်ဖြောင့်မတ်ရမယ်ဟုတ်လားအဲ့တော့ဖြောင့်မတ်မှုကိုမြတ်စွာဘုရားဘလောက်အရေးထားတယ်ဆိုတဲ့ဥစ္စာဒီမှာဘုံဘုံတို့နော်နှလုံးထပ်ပြီးတော့ဟောထားတာကိုကြည့်ပြီးတော့နားလေရနော်ပြီးတော့ဗာပြောတယ်သူဝဆောသတ္တမုရုနာတိမာနိသူဝဆောသနော်သူဝဆောသဆိုတာဆုံးမလွယ်တဲ့လူနော်တကယ်ကိုတော်တဲ့သိတဲ့လူတွေကကိုကျိုးစည်းဝါးကိုလိုလားလို့ကိုယ့်ကိုကောင်းအောင်ကောင်းကြောင်ပြောလာပြီဆိုရင်ကိုယ့်ရဲ့စိတ်ထဲကမာနအစရှိတဲ့မလိုလားအပ်တာတွေခံမနေပဲနဲ့နော်စိတ်ထဲကဒါကိုလိုက်နာလိုတဲ့စိတ်သူပြောတာကိုနားထောင်လိုတဲ့စိတ်ရှိတာဘာခေါ်တော့သူဝဆနားထောင်လိုတဲ့စိတ်ရှိရသူဝဆနဲ့ဆန့်ကျင်ဘက်ကဒုပ္ပဇလို့ဘုံဘုံတို့ရသော်ဘုရားဟောတာဒုပ္ပဇအပြောခက်အဆိုခက်ဟုတ်လားရှေ့တယ်ပြောတော့နားတော့ထောင်းသွားတာပြီးတော့နေတော့တလွဲဒါလည်းဒုပ္ပဇလည်းပါတာပဲဟုတ်လားအခုနိဗ္ဗာန်ကိုရကျင်တယ်ဆိုလို့ရှိရင်ဒုပ္ပဇဖြစ်လို့မရဘူးသူဝဆဖြစ်ရမယ်တဲ့နော်ဆုံးမလွယ်တဲ့လူပြောရဆိုရတာလွယ်ကူတဲ့လူနော်အများစုကပြောလို့ဆိုလို့ကမလွယ်ကြတာပဲများတယ်နည်းနည်းတော့ပြောလိုက်လို့ရှိရင်မခံကျင်ကြတာပဲများတယ်ဟုတ်လားလူအများစုကဒေါသကိုအခြေခံတဲ့စိတ်တရားရှိကြတာဆိုတော့ဟိုဒီနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်အနာဟောင်းနဲ့တူတဲ့လူတဲ့ပေးတဲ့ဥမာလေးရမ်းကြိုက်တာပဲဘုံဘုံကအနာဟောင်းအနာဆွေးများနော်နည်းနည်းလောက်ထိမိခိုင်းမိတာနဲ့ဒုံချောင်းလေးနဲ့ချစ်မိတာနဲ့ပါတွေထွက်လာသွေးပုတ်တွေပြည်ပုတ်တွေအရည်အရွယ်တွေအများကြီးထွက်လာအဲ့လိုပဲတချို့လူတွေကနည်းနည်းလောက်လေးပြောလိုက်တာနဲ့မကျေနပ်တာမနှစ်သက်တာစိတ်တိုင်းမကြတာတွေထင်ရှားပြအမျက်ထွက်တယ်စိတ်တုံဒါအနာဟောင်းနဲ့တူတဲ့လူမပေါင်းတင်တိုက်ဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်ထားပါတော့ဟုတ်လားအဲ့ဒါဒီမှာပါတော့သူဝဆဆိုတာပါတော့ဆုံးမလွယ်တဲ့လူနော်ပြောလို့ဆိုလို့အလွန်ကောင်းတဲ့လူနော်အဲ့ဒီအည်သွေးရှိရမယ်တဲ့တကောဥစုစာသူဥစုစာသူဝဆောသတ္တမုဒုနာတိမာနိမုဒုဆိုတာနော်နုညံ့ပျော့ပြောင်းသူနော်စိတ်ထားကိုနုညံ့တဲ့သဘောအမှုရာမှာကိုမြင်နေရတယ်နုညံ့တယ်ပျော့ပြောင်းတယ်နော်အတိပ္ပယ်အသေးသေးလေးတွေရှင်းတယ်ကတော့အလွန်ကောင်းပါနော်မုဒုဆိုတာဘာတော့နုညံ့ပျော့ပြောင်းသူအနာတိမာနိဆိုတာအလွန်ထောင်လွှားတဲ့မာနမရှိသူမာနထောင်လွှားမှုမရှိဘူးအထင်ကြီးတစ်လုံးနဲ့ကိုသူများတဲ့အစသာရာရာဟုတ်တယ်လို့ထင်နေတာတကယ်လို့မဟုတ်ခဲ့ဘူးဆိုတော့လည်းပဲပါတော့ငါမဟုတ်တာအေးဘယ်သူကယူဆရမှာလဲဆိုတဲ့မဲမာအမျိုးမျိုးအခြေအနေမှာရှိနိုင်တယ်နော်သူများထက်ตายရင်လည်းตาလို့မို့မှန်ရှိတယ်လို့မตายရင်လည်းပဲဥရှိမကိုစားရတာကိုလုံးမကိုရတာသူများကိုခက်ထန်တန်နဲ့အမြဲတမ်းခက်တင်းတင်းပဲနေတဲ့သဘောပေါ့နော်အဲ့ဒီလိုမျိုးမှန်ထောင်လွှားတဲ့စိတ်မရှိရဘူးတဲ့ပြီးတော့ဒုတိယကဆက်သွားတန်တုတကောစာသူဝရောစာအပ္ပကိသောစာတလဟုကဟုတ်ဒီတန်တိတရိယောစာနိပကောစာအပ္ပကဘောကုလေတောနန္ဒုခေတောတန်တုတကောစာတင်းနေရောင်ရဲလွယ်သူလေးအတ္တဖြစ်ရ၏နောက်နိဗ္ဗာန်ရောက်ကြောင်းအကျဉ်းမြတ်ရှိဥစွာရှိတဲ့အည်သွေးကြီး15ချက်ကိုပြောနေဟုတ်လားတန်တုတကတင်းနေရောင်ရဲလွယ်ရနော်အလိုလောဘတွေမကြည့်ရဘူးကဖြစ်ရင်တရားဖြစ်ခြင်းတိစိတ်ဆန္ဒတွေတိတ်များနေလို့ရှိရင်ဒီမေတ္တာတရားအစရှိတဲ့ဘာဝနာတရားတွေနဲ့တိတ်ပြီးတော့သူ့ရဲ့စိတ်ဟာနော်အဝင်ဝင်ကြမဖြစ်ဘူးပေါ့နော်ပြောရလို့ရှိရင်လွယ်လွယ်ပြောရရင်မယောင်ရဲတဲ့လူဟာဒီကောင်းတဲ့အလုပ်တွေတန်ဖိုးရှိတဲ့အလုပ်တွေပဲကိုသူဥမလှည့်နိုင်ပါဘူးသူ့ရဲ့အလိုဆန္ဒကိုဖြည့်ဖို့ကြိုးစားနေရတာနဲ့ပဲသူကမအောင်ဖြစ်ဟုတ်လားဒါကြောင့်မို့လို့တန်တုတကရောင်ရဲမှုတင်းတိမ်မှုရှိရမယ်တဲ့နောက်သူဘရောစာမွေးမြူလွယ်သူလေးအတ္တဖြစ်ရည်ဒါယဟန်တွေကိုအဓိကဟောတာဟုတ်လားမွေးမြူလွယ်ယဟန်တွေဆိုတော့သူများကိုအမိပြုပြီးတော့အသက်ရှင်ကြတာဟုတ်လားအဲ့တော့ကိုကဇီးသားကြောင်းနေလို့မရဘူးကြီးများနေလို့မရဘူးအမှန်သူဘရောစာဆိုတာကြီးမများနဲ့လို့ပြောတာဒီဟာရှိရင်ဟိုဟာရှိမှဟိုဟာရှိတော့လဲဒီဟာရှိမှနော်အစင်းကိုသူကပြေအောင်မနေတတ်ဘူးအဲ့ဒီလိုမဖြစ်ရဘူးလို့ပြောတာသူပရဆိုတာမွေးမြူလွယ်ရတယ်ကိုဘေးကလူတွေကကိုကြောင့်မလို့အလုံးမရှုပ်เสียရဘူးဆိုတာကိုပြောတယ်ဟုတ်လားသူဘရောစာပြီးတော့ဗါတော့အပ္ပကိစ္ဆောစာတဲ့
အပကိစ္ဆောနေပါသောကိစ္စရှိသူသည်အတ္တဖြစ်ရ၏အမှုကိစ္စနေရမယ်နော်ဟွာလို့တရားလို့လှုပ်ရှားတဲ့အပြည့်ဟာဘယ်လိုရှုပ်ရှက်တွေခတ်နေတာမျိုးဆိုရင်ဒီမြင့်မြတ်တဲ့အလုပ်မှာ तू ထိရောက်အောင်ထွန်းပေါက်အောင် तू လုပ်နိုင်ဖို့မလွယ်ဘူးဟုတ်လားဒါကြောင့်မလို့အပကိစ္စနေပါသောအမှုကိစ္စရှိရမယ်နော်နဝကမ္မအမှုကိစ္စတစ်တည်နေရမယ်ဒါပြောရနော်ပြီးတော့ပါတော့တန်လဟုကဟုတ်ဒီပေါ်ပါသောအဖြစ်မျိုးရှိသူဒီလေအတ္တဖြစ်ရည်ဘဝမှာပေါ်ပါနေသွားမယ်ရန်နေဥမာပေးတာရှိတယ်ငှက်လို့တဲ့အတောင်မှလည်းသူ့ဥစ္စာရှိတယ်သွားရင်တဲ့ချိန်မှာသွားရင်တဲ့နေရာကိုသွားခြင်းတို့သွားလိုက်လို့ရတယ်နော်ပြည်ဘောကအတုံးဆောင်နေများတယ်ဟိုဟာများတယ်ဟိုဟာလည်းငါဟာဒီဟာလည်းငါဟာအကုန်လုံးရှုပ်ရှက်တွေခတ်နေလို့ရှိရင်ဒါကသူ့ရဲ့နေထိုင်ပုံကပေါ်ပါမှုမရှိဘူးလေးလံမှုရှိနော်ဒါမှမေတ္တာတရားကိုထိရောက်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ပေါ်ပါတဲ့အတ္တမွေးဝမ်းပေါ်ပါတဲ့နေထိုင်မှုပုံစံရှိရမယ်ပြီးတော့ဗာပြောတော့တန်တိန်တရိယောစတယ်ငြိမ်သက်သောအိန္ဒိရှိသူသည်လေအတ္တဖြစ်ရည်မျက်စိနာနာလျှာကိုစိတ်ကိုအိန္ဒိ6ပါးလို့ခေါ်တာနော်ဆိုလိုတာကမမြင်ရမနေနိုင်မကြားမနေနိုင်မမြင်တဲ့နာကိုမြင်အောင်လုပ်တယ်မကြားတဲ့နာကိုကြားအောင်လုပ်နေတယ်ဒါဆိုအိန္ဒိကို तू မဆောင်ထိန်ဘူးလို့ခေါ်ရဟုတ်လားအဲ့တော့ဒီမြင်မှုနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ရမယ်ကြားမှုနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ရမယ်အိန္ဒိ6ပါးထိမ့်သိမ့်တာကိုအဲ့ဒါပါခေါ်တော့တန်တိန်တရိယောစနော်တန်တအိန္ဒိယတန်တဆိုတာငြိမ်သက်တာအိန္ဒိယဆိုတာမျက်စိနာနာလျှာကိုစိတ်ဟုတ်လားလောက်လက်မခတ်ဘူးလျှက်ပေါ်လော်လီမှုမရှိဘူးငြိမ်သက်တယ်တဲ့ပြီးတော့ဗါတော့နိဘကောဇာရင့်ကျက်တဲ့ဉာဏ်ပညာရှိသူဒီလေအတ္တဖြစ်ရည်ရင့်ကျက်တဲ့ဉာဏ်ပညာဆိုတာကိုယ်တခုကိုလုပ်တော့မယ်ဆိုရင်အဲ့ဒါကိုဖြစ်အောင်ဘယ်လိုလုပ်မလဲလို့သိတဲ့ဉာဏ်ပညာကိုဒီနေရာမှာဆွလို့တာမေတ္တာပွားမယ်ဆိုရင်လည်းမေတ္တာကိုထိအောင်ဘယ်လိုပွားမလဲဆိုတဲ့နိလန်းတွေကိုပိုင်ပိုင်နိုင်နိုင်သိရနိဗ္ဗာန်ရအောင်လုပ်မယ်ဆိုရင်လည်းနိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းကိုပိုင်ပိုင်နိုင်နိုင်သိရရုပ်ဆိုပိုက်ဆံရှာမယ်ဆိုရင်ပိုက်ဆံဘယ်လိုရှာမလဲဆိုတဲ့နိလန်းကိုပိုင်ပိုင်နိုင်နိုင်သိရနော်နိဗ္ဗကရဲ့အဓိပ္ပာယ်ကျေပြန့်နော်မြင်မာတဲ့ဉာဏ်ပညာရှိသူသည်လေအတ္တဖြစ်ရ၏တဲ့ပြီးတော့ဗာပြောတော့အပ္ပကဘောတဲ့နော်အပ္ပကဘဆိုတာမချမ်းကျုပ်တည်တည်လေအတ္တဖြစ်ရ၏ဟုတ်လားကြမ်းတမ်းခက်ထန်မှုမရှိရဘူးတဲ့နော်ခက်ထန်ကြမ်းတမ်းမှုရှိလို့ရှိရင်ဒါအဆင်မပြေဘူးပေါ့အပ္ပကဘရဲ့အဓိပ္ပာယ်ဟာနော်ရင်ကြီးတဲ့လူဖြစ်ရမယ်နော်မကြမ်းတမ်းမရိုင်းပြတဲ့သူနော်အဲ့ဒီလိုလူမျိုးမှမေတ္တာတရားနဲ့အဝင်ခွင့်ကြားဖြစ်တယ်ပေါ့ဆိုလိုတာဟုတ်လားပြီးတော့ဗာပြောတော့ကုလေသောအနန္တုဂိတောကုလေသူအမျိုးတို့၌အနန္တုဂိတောတွေ့တာဆွဲလန်းမှုအာမကြည့်ရဘူးတဲ့ဟုတ်လားဒီနေရာမှာအမျိုးဆိုတာယဟန်တွေအတွက်တရားဓမ္မတွေကိုပြောတာပါပဲနော်လူတွေရဲ့အပေါ်မှာတွေ့တာမမုန်းမှုအာကြီးလို့ရှိရင်လူတွေရဲ့ပြဿနာသူ့ပြဿနာဖြစ်လူတွေရဲ့အရှုပ်ကသူ့အရှုပ်ဖြစ်ပြီးတော့ဒီမေတ္တာတရားပွားများဖို့အတွက်သိပြီးတော့အရှင်မပြေတဲ့အနေအထားကိုရောက်နိုင်နော်အကျဉ်းမြင့်လောက်ပဲဘုန်းတို့ပြောနိုင်မယ်ဟုတ်လားပြီးတော့ဘယ်ခါတည်းဆက်သွားတော့နာစာခုတ်တမဟာစရိကိဉ္စီယေနဝိညုရေဥပဝရေယောဒုက္ခိနောဝခိမိနောဟွန်တုတပ္ပတ္တဘုံတို့ဒုက္ခိတတ္တာအဲ့ဒီနာစာခုတ်တမဟာစရိကိဉ္စီယေနဝိညုရေဥပဝရေယောဒီနိဗ္ဗာန်ကိုရစေတဲ့အကျင့်မြတ်ရှိဦးစွာရှိအပ်မဲ့အည်သွေး15ချက်တည်းကနောက်ဆုံးအည်သွေးသူကနောက်ဆုံးဆိုတဲ့အတိုင်းသူကအနှစ်ချုပ်ပြထားတယ်လို့ဆိုတယ်အဲ့ဒါလေတော်တော်နှစ်သက်စရာကောင်းယေနအကျဉ်ဒုစရိုက်စုယုံညံသောအမှုကြောင့်ဝိညာဉ်ပညာရှိဖြစ်ကုန်သောပရိသူတစ်ပါးတို့သည်ဥပဝရေယောကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ခုတ်တံယုံညံသောတန်ထိုးမကောင်းတဲ့အမှုမျိုးကိုကိဉ္စီအနှဲငယ်ကလေးမျှဖြင့်နအာစာရီမပြုမကျင့်ရပညာရှိတဲ့လူတွေကအပြစ်တင်လောက်တဲ့ကိစ္စမကောင်းမှုလေးကိုသူအဲ့လိုလေးပြောတာနော်ပညာရှိတဲ့လူတွေကအမျှော်မြင်ရှိတဲ့လူတွေကသိတဲ့လူတွေကအပြစ်တင်မယ်ဆိုအဲ့ဒီလိုကိစ္စမျိုးနည်းနည်းလေးတောင်မလုံးနဲ့လို့ပြောတာဟုတ်လားမကောင်းမှုလေးကိုနည်းနည်းလေးတောင်မလုံးနဲ့ဆိုတာကိုမကောင်းမှုလေးသူဘလို့ပုံပုံပြောတော့ပညာရှိတွေကကဲ့ရဲ့မယ်ဆိုရင်ပညာရှိတွေကဲ့ရဲ့တိုက်တဲ့အလုပ်မျိုးဆိုရင်နည်းနည်းလေးတောင်မလုံးနဲ့ဆိုချုပ်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့မှမေတ္တာကိုလာတာဒုက္ခိနောဝခိမိနောဟွန်တုတပ္ပတ္တဟွန်တုဒုက္ခိတတ္တာမေတ္တာစပို့နော်ဒုက္ခိနောဝဘေးရန်ကင်းဝေးအေးချမ်းသာယာခြင်းရှိကုန်သည်၎င်းဟွန်တုဖြစ်ကြပါစေကုန်သတည်းဒုက္ခိတတ္တာဝချမ်းသာရွှင်ပြစိတ်ရှိကြကုန်သည်လေဘဝန္တုဖြစ်ကြပါစေကုန်သတည်း
ဂါထာလေးဖွဲ့ပြီးတော့မြတ်စွာဘုရားဟောတာဆိုတော့ဒါကတော့မေတ္တာပို့လေးကိုအဲ့ဒီမှာနည်းနည်းတစ်ခါတည်းထည့်ပေးလိုက်တာပေါ့နော်မေတ္တာပို့အနှစ်ချုပ်လို့လည်းဆိုနိုင်တယ်နော်ဘေးကင်းကြပါစေချမ်းသာကြပါစေလူဘဝမှာပထမအရေးကြီးတာဘေးရန်ကင်းဖို့ပဲဘုံဘုံတို့ကဘေးရန်နေနဲ့အမြဲတမ်းမနေရတဲ့အခါကျတော့ဘေးရန်ကင်းဖို့ကတိတ်ပြီးတော့အရေးမပါသလိုဖြစ်နေတာဘေးရန်နေဝိုင်းနေတဲ့အခါကာလမျိုးမှာမှဘေးရန်ကင်းဖို့ကအရေးကြီးလာပါလားလို့သိတာဒီချစဉ်းစားနော်ဘေးရန်နေအချိန်မျိုးရောက်လာနိုင်တယ်ဆိုတဲ့အခြေအနေမျိုးကြတော့မှဟာဘေးရန်ကင်းဖို့ကအရေးကြီးလာတာအခုယောဂဘိုးတွေရှိရဆိုမှယောဂဘိုးကင်းဖို့ဘယ်လောက်အရေးကြီးလဲဆိုတာမသိနိုင်ဘူးလားသူတို့မရှိခင်တော့ဒါတွေကင်းกว่าဖို့ဒါတွေနဲ့ကင်းဖို့အရေးကြီးတယ်လို့ဘုံဘုံတို့သိပြီးတော့မတွေးမိဘူးပေါ့နော်အခုကျတော့ဘယ်လောက်ကြောက်ရတာတော့ဟုတ်တယ်မို့လားစဉ်းစားကြည့်နော်ဒါကြောင့်မလို့မေတ္တာပို့ရင်သူကဘယ်ရရင်စပို့ဘေးရန်ကင်းကြပါစေရတယ်အရင်စပို့နော်ဘာဘေးရန်တွေမတွေ့ပါစေနဲ့အရင်ချီးမားတဲ့ဒုက္ခကြီးတွေအရင်မဖြစ်ပါစေနဲ့လို့သူများရဲ့အပေါ်မှာအဲ့လိုစိတ်ကောင်းအရင်ထားလိုက်တာနော်ဘယ်သူမှဘေးရန်မဖြစ်ကြပါစေနဲ့ဒုက္ခဘေးရန်တွေ့ရင်ဒုက္ခအကြီးကြီးဖြစ်မှာဟုတ်ဒုက္ခဖြစ်ရင်ဘယ်လိုမှမချမ်းသာနိုင်တော့ဘူးလေဟုတ်လားဒါကြောင့်ဘေးရန်ကင်းကြပါစေပြီးတော့မှပါတော့ချမ်းသာကြပါစေလို့လာတာသူ့အိဗေလေးနဲ့သူနော်ဟုတ်လားဘေးရန်ကင်းပါစေခေမီနောဆိုတာခေမဆိုတာဘေးရန်ကင်းတဲ့သဘောဟုတ်လားဒုက္ခိနောကခေမီနောဟွန်တို့တပ္ပတ္တဘုံတို့ဒုက္ခိတ္တနော်တတ္တဝါတွေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေနော်ချမ်းသာခြင်းနဲ့ပြည့်စုံကြသည်ဖြစ်ကြပါစေဒါမေတ္တာဖို့အနှစ်ချုပ်ပဲဟုတ်လားကိုဆိုတဲ့စကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုသိဖို့ဒါဘုံဘုံတို့စူးစမ်းအထောက်နေကြတာဟုတ်လားအဲ့တော့ဒီကဒါလေးရဲ့အဓိပ္ပာယ်သိပြီနော်ပညာရှိတွေကဲမဲ့အရာဆိုရင်နည်းနည်းလေးပြင်ဖြစ်စီကအဲ့ဒီမကောင်းမှုကိုမပြုတ်ပါနဲ့တဲ့ဟုတ်လားတတ္တဝါတွေအလုံးချမ်းသာကြပါစေဘေးရန်ကင်းကြပါစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနောက်ကဒါဆက်သွားမယ်နော်နောက်ပါစားပါတော့ရေကေစီပါဏဗုဒ္ဓတိတတ္တဝါထာဝရဝနဝတေတာဒီကဝါယေဝမဟာန္တာမစ္စည်းမာရတကအနုကထုလာဒိဋ္ဌဝါယောအဋိဋ္ဌာယေဝတုတေဝတန္တိအဝိတုတေဘုဒ္ဓဝတံဝေတိဝတပ္ပတ္တဘုံတို့ဒုက္ခိတ္တဂါထာနှစ်ပုဒ်တွဲလုံးပြောလိုက်တော့ဟုတ်လားသူကဂါထာနှစ်ပုဒ်ကဆက်ဆက်နေတာသူ့ကိုကြတော့မြတ်စွာဘုရားအုပ်စုလိုက်လေးသူရလေးစုပြီးတော့မေတ္တာပို့စောစောကသူကအကုန်လုံးကိုခြုံပြီးတော့မေတ္တာပို့တာတပ္ပတ္တဘုံတို့ဒုက္ခိတ္တလို့စောစောကပြောတာလေတပ္ပတ္တဆိုတာကအလုံးစုံသောတတ္တဝါတွေမခွဲပြားဘူးအကုန်လုံးအခုဒီဟာကြတော့မေတ္တာကိုစိတ်ထဲမှာအာယုံပြုတဲ့နေရာမှာဘက်စုံတောင်းဆိုကနေအာယုံပြုပြီးတော့ပို့တက်အောင်လို့မြတ်စွာဘုရားထပ်ပြီးတော့သင်ပေးတာဟုတ်လားဒါလေးကိုဘုံသေးချာလေးပြောပြအနဝတေတာကျွမ်းမဲ့ဥဒ္ဒံအလုံးစုံကုန်သောရေတတဝါအကျင့်ထိတ်လန့်တတ်ကုန်သောပုရုဇဉ်တိခတတ္တဝါတို့သည်၎င်းရေထာဝရဝအကျင့်မထိတ်မလန့်တည်တတ်မြဲခိုင်သောယဟန္တာပုဂ္ဂိုလ်တို့သည်၎င်းရေဒီကဝအကျင့်ခန္ဓာကိုယ်ရှိလျက်တတ္တဝါများတို့သည်၎င်းရေမဟန္တာဝအကျင့်ခန္ဓာကိုယ်ကြီးမှတတ္တဝါများတို့သည်၎င်းရေမစ္စည်းမာဝအကျင့်မတိုးမရှိမကြီးမငယ်အရွယ်အလတ်စားတတ္တဝါများတို့သည်၎င်းရေရတ္တကဝအကျင့်ဥကွနိတ်တုခန္ဓာကိုယ်ရှိသောတတ္တဝါတို့သည်၎င်းရေအနုကဝအကျင့်သေးငယ်မှုံမွာတတ္တဝါများတို့သည်၎င်းရေထူလာဝအကျင့်ဝိုင်းဆက်ဆူဖြိုးသောတတ္တဝါတို့သည်၎င်းရေဒိဋ္ဌာဝအကျင့်မြင်ဘူးသောတတ္တဝါတို့သည်၎င်းရေအဒိဋ္ဌာဝအကျင့်မမြင်ဘူးသောတတ္တဝါတို့သည်၎င်းရေဒူတွေဝတ္တန်တိအကျင့်အဝေးရနေကြသောတတ္တဝါတို့သည်၎င်းရေအောက်တူတွေဝတ္တန်တိအကျင့်အနီးရနေကြသောတတ္တဝါတို့သည်၎င်းရေဘုဒ္ဓဝအကျင့်နောင်မဖြစ်ရဖြစ်ပြီးသားဖြစ်ကုန်သောယဟန္တာပုဂ္ဂိုလ်တို့သည်၎င်းရေတံဘဝေတိဝနောင်ဖြစ်ရမည်ဘဝကိုရှာကြသည့်အကျင့်ပုထုတင်တိခတတ္တဝါတို့သည်၎င်းရေကေစီအလုံးစုံကုန်သောပါဏဗုဒ္ဓတတ္တဝါတို့သည်တန်တိရှိကုန်၏ခုပြောတဲ့တတ္တဝါတွေလောကကြီးမှာရှိတယ်တဲ့ဟုတ်လားဣမေပိတပ္ပေတပ္ပတ္တဤအလုံးစုံသောတတ္တဝါတို့သည်၎င်းဒုက္ခိတ္တနော်ဒုက္ခိတ္တချမ်းသာအေးမြကိုယ်စိတ်နှပါရှိကြကုန်သည်ဘုံတိဖြစ်ကြပါစေကုန်သတည်းအဲ့တော့မင်းကွန်းစတော်ကြီးကဒီမေတ္တာတုတ်ကိုအခြေခံပြီးတော့မေတ္တာကိုရေးတာလေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေအဲ့ဒါစရင်တော့နာဇာခုဒ္ဒမာစရိကိရှိယေနဝေညုပရိဥပဝရေယနောက်ဆုံးအည်အသွေး15ချက်မှာနောက်ဆုံးအည်အသွေးပြီးတော့ပါလာတော့ဒုက္ခိနောဝခိမိနောဟွန်တုတပ္ပတ္တဟွန်တုဒုက္ခိတ္တအဲ့ဒါကိုကြည့်ပြီးရေးရနော်ပြီးတော့ပါလာတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေကြောက်တတ်မကြောက်တတ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဝိနေနီးတွင်နှထွေများသောတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဘဝဇက်ဆုံးမဆုံးများစွာတတ္တဝါယဟန္တာပုထုဇဉ်ခွဲပြီးတော့ပြောတာနော်တတ္တဝါချမ်းသာကိုစိတ်မြဲပါစေအဲ့ဒါနှစ်စုလောက်တာဒီထဲမှာပါနှစ်စုခွဲတာနောက်3စုခွဲတာကျတော့ပါတော့
ကြီးငယ်အလတ်သုံးရက်ခန္ဓာတတ္တဝါချမ်းသာကိုစိမြဲပါစေရှီတိုအလတ်သုံးရက်ခန္ဓာတတ္တဝါချမ်းသာကိုစိမြဲပါစေရှူကြုံအလတ်သုံးခုခွဲတာနော်ဟုတ်လားကြီးငယ်အလတ်ဆိုတာကိုညံတဲ့သေချာစဉ်းစားကြည့်ချို့တော်ကြီးရဲ့ဆင်လိုကောင်းကြီးဆိုတာအကြီးတွေဝေလာငါတို့ဆိုတာအကြီးတွေနော်ကြီးငယ်ရတွေအမုံမွားလေးတွေသေးသေးလေးတွေဟုတ်လားချင်းလေးတွေဂျပိုးလေးတွေဟိုပိုးကောင်လေးတွေကြွားရွာတစ်ခါတည်းအမှန်တူးနဲ့ကြီးမှမြင်ရတဲ့ကောင်လေးတွေလည်းရှိသေးတယ်ဟုတ်လားကြီးငယ်အဲ့ဂျားထဲမှာရှိတာအလတ်နောက်ရှီတိုအလတ်ဆိုတော့မွေလိုရှီလျားတဲ့အကောင်တွေသက်ကလအုပ်လိုရှီကလာတဲ့အကောင်တွေဟုတ်လားရှီချင်းတိုချင်းနဲ့ခွဲတာနော်ခုနကတော့ကြီးချင်းငယ်ချင်းနဲ့ခွဲတာပြီးတော့ပါလို့ပိန်ချင်းဝါချင်းနဲ့ခွဲတာဒါကြီးတာသေးတာနဲ့မဆိုင်ဘူးတချို့အကောင်သေးမလို့ဝါလေးဝိုင်းလေးတွေလုံးကြစ်လေးတွေဟုတ်လားပါတော့ဒါဆူကြုံအလက်ဆိုရင်အဲ့ဒါကိုပြောတယ်နော်ဝါတဲ့လူပိန်တဲ့လူဝါတဲ့တတ္တဝါပိန်တဲ့တတ္တဝါမပိန်မဝတတ္တဝါအဲ့ဒါဒီကထာကိုကြည့်ပြီးရေးတာဆရာတော်ကြီးကဟုတ်လားဒါကြောင့်ကိုရွတ်နေတာလေးတွေကိုအတိပ္ပယ်နားလည်လို့နော်ရေကေစီပါဏဗုဒ္ဓတိတတ္တဝါသာဝရဝနဝတေသဒီကဝါယေဝမန္တပစ္စည်းမာတတကအနုကထူလာဒိဋ္ဌဝါယေဝအဋိဋ္ဌာယေဝတုတေဝတဏိအဝိတုရိဘုဒ္ဓဝတံဝေတိဝတပ္ပတတ္တဘွန်တုဒုက္ခိတတ္တာဟုတ်လားနားလည်ရနော်အဲ့လိုဆိုရှေ့ဆက်သွားမယ်ဟုတ်လားပြီးတော့ပါလားတော့နာပရောပရဏိကုတ်ဗေထနာတိမင်ကြီးထကတ္တစီနံကင်စီဗျာရောတနာပဋိကတင်ညာနေညမညတာဒုက္ခမေရှိယဒါလေးရဲ့အဓိပ္ပာယ်လေးကိုတရားနာထောင်ပရောတဘာသောသူတယောက်ဒီပရံသူတစ်ပါးဟူသောအခြားသူတယောက်ကိုနာနိကုတ်ဗေထဆင်းလဲသမှုလက်ပတ်ခြင်းမပြုပါစေနဲ့ကတ္တစီတစုံတယောက်သောရက်၌ကိဉ္စီတစုံတယောက်သောနံထိုသူတစ်ပါးကိုနာတိမင်ကြီးထမန်ထောင်သမှုမထီမဲ့မြင်မပြုပါစေလင့်ဗျာရောတနာယကိုနှုတ်တို့ဖြင့်စောကားထီပါနှိမ့်ဆက်ခြင်းဖြင့်၎င်းပဋိကတင်ညာယဒေါသစိတ်ဖြင့်၎င်းအညမညတအချင်းချင်းတယောက်ဒီတယောက်ဤဒုက္ခဆင်းရဲခြင်းကိုနတ်အိစေယအလိုမရှိကြပါစေနဲ့တဲ့ဒါလည်းဆရာတော်ကြီးရဲ့မေတ္တာကိုလည်းမှာပါပြီးသားပဲလေဟုတ်လားအလိုချင်းချင်းလက်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒါဒီကထာလေးကိုကြည့်ကြည့်လားဟုတ်လားဒါကြောင့်နာပရောပရဏိကိုဘေထာနာတိပညေထာကတ္တစီနံကင်စီဗျာရောတနာပဋိကတင်ညာနေညမညတာဒုက္ခမိစေယလို့နှုတ်ကရွတ်ဆိုတိုင်းတတ္တဝါတွေအချင်းချင်းတော့မလှက်ပတ်ကြပါစေနဲ့မကောက်ကြည့်ကြပါစေနဲ့ဟုတ်လားတတ္တဝါတွေအချင်းချင်းအထင်မသေးကြပါစေနဲ့အထင်သေးမှတော့မြတ်တာဘလို့မှမဖြစ်တော့ဘူးလေအထင်သေးခံရတဲ့လူကလည်းဒေါသပဲအကြီးကျယ်ဖြစ်ဖို့ပဲရှိဟုတ်လားပြီးတော့ပါတော့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေတယောက်ကိုတယောက်ဆင်းရဲဖို့မကြံစီကြပါစေနဲ့နော်ဒီမြတ်တာဘုရားတော့အဓိပ္ပာယ်တော့ကျေပြန့်သွားပြီနော်သူတို့အဲ့လိုနေမှသူတို့ချမ်းသာကြမှာမြတ်တာဆိုတာတတ္တဝါတွေကိုချမ်းသာဖို့အတွက်ပို့တာဟုတ်လားအဲ့ဒါလိုတယောက်ကိုတယောက်လှက်ပတ်နေမယ်တယောက်ကိုတယောက်ထင်သေးနေမယ်တယောက်ကိုတယောက်ဒုက္ခရောက်ဖို့ပဲကြံစီစဉ်းစားနေမယ်ဆိုအဲ့ဒီလူတွေအဲ့ဒီတတ္တဝါတွေချမ်းသာနိုင်မလားမချမ်းသာနိုင်ဘူးဒါကြောင့်အဲ့ဒီအပြစ်အနာစာကင်းမှသူတို့ချမ်းသာမှာမို့လို့သူတို့ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒီအပြစ်အနာစာတွေကင်းကြပါစေလို့ဒါလည်းမေတ္တာဖို့တစ်မျိုးပဲလို့နားလေရဟုတ်လားအနှစ်ချုပ်ပြောရင်သူတို့စိတ်ထဲမှာနော်လောဘဒေါသမောဟတွေမရှိကြပါစေနဲ့လို့မဖြစ်ကြပါစေနဲ့လို့ဆိုလိုရလဲရောက်မယ်လို့ဘုံဘုံစိတ်ထဲမှာအဲ့လိုထင်တယ်လှက်ပတ်တယ်ဆိုရင်ပါတော့နော်မိုင်မဲမှုတွေ့ဝေမှုမတိမှုနားမလည်မှုဒါတွေကိုအခြေခံပြီးတော့လိုချင်ရချင်မှုတစ်ခုခုကြောင့်တယောက်ကိုတယောက်ကောက်ကျစ်ကြတာလှက်ပတ်ကြတာမဟုတ်လားဟုတ်တယ်မဟုတ်လားတယောက်ကိုတယောက်ထင်သေးတယ်တယောက်ကိုတယောက်ဆင်းရဲသေးခြင်းနဲ့ဆိုတော့အကြီးကျယ်တာမောဟအခြေခံပြီးတော့ဒေါသကြီးရှိနေလို့လောက်ကြတာပဲလေဟုတ်တယ်မဟုတ်လားအဲ့တော့လောဘဒေါသမောဟရှိနေတတ္တဝါမချမ်းသာနိုင်ဘယ်နည်းနဲ့မချမ်းသာအောင်သူတို့လောက်ကြမှာတော့သူတို့ကိုသူတို့လက်ပတ်တဲ့အနေအထားနဲ့လုံမယ်အထင်သေးတဲ့အနေအထားနဲ့လုံမယ်ဆင်းရဲစီခြင်းနဲ့စိတ်တွေမွေးပြီးတော့လောက်ကြမယ်အဲ့ဒါဆိုရင်မချမ်းသာနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့တတ္တဝါတွေပုံမှာဒါမေတ္တာပူပုံနီးတစ်မျိုးလို့အဲ့လိုနားလေရဟုတ်လားဒါဟာပို့ပြီးတော့မှကောင်းတယ်လို့ဘုံဘုံစီထဲမှာခံစားရနော်လက်ပတ်လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလို့ချင်းချင်းကင်းရှင်းကြပါစေအဘုံဘုံကရည်ရွယ်တာတော့ကိုရွတ်နေတဲ့ဂါထာလေးတွေရဲ့အဓိပ္ပာယ်ကိုနော်အကျဉ်းမြင်လေးလောက်တော့မှန်းတက်စေချင်တာပေါ့ဟုတ်လားဒီတရားအတန်ဖိုင်လေးကိုနားထောင်လိုက်လို့ရှိရင်ငါရွတ်နေရတယ်ဒီအဓိပ္ပာယ်ရှိတယ်လို့သိသွားမှာပဲလေဟုတ်လားဆက်သွားမယ်နော်မဟာတာယထာနိယဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိတဗ္ဗဗုတေတုမာနတံဘာဝေအပရိမာဏံနော်ဘာလို့ဒီပဲမဟာတာမွေးသမီးခင်ကျေးဇူးရှင်သည်နိယံဗုဒ္ဓမိမိရင်နှစ်သားရင်ဖြစ်သောဧကဗုဒ္ဓတူရီသောသားကိုအာယုတာမိမိအသက်ဖြင့်တော်ပင်အနုရခေယထာအစင်မကွာကွဲကားဆောက်ရှောက်ပြီးတကယ်လို့
ဧဝံပိဤအတူလေးသဗ္ဗဗုတေတို့လုံးစုံသောသတ္တဝါတို့အပေါ်၌အပရိမာဏအတိုင်းတာပမာဏမရှိသောမာနတံမေတ္တာစိတ်ကိုဘာဝေအကျဉ်းချင်းခါခါပွားများရ၏တဲ့မေတ္တာပွားတဲ့တတ္တဝါတွေရဲ့ပုံမှာတော့ကောင်းကျိုးလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တာဟုတ်လားတတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးလိုလားတဲ့စိတ်ဆိုတဲ့မေတ္တာကိုပွားပါတဲ့အဲ့ဒီမေတ္တာဘယ်လိုမေတ္တာမျိုးလုံးဆိုရှေ့ကဥပမာပေးတာဟုတ်လားတူရီသောသားကိုမိခင်ဟာသူ့အသက်နဲ့တောင်ကာကွယ်ဆောင်ရှောက်တယ်လို့မျိုးနော်အာသမီအများကြီးဆိုရင်မေတ္တာတွေကခွဲဝေနေရမှာဆိုလို့ဟုတ်လားဥပမာပို့ပြီးတော့ထိအောင်တူရီသောမှာသမီးလားသားလားသားတတ္တဝါတွေရဲ့တော့သဘောတဘာဝအများစုကသမီးကိုတည်းသားကိုပို့ပြီးတော့ချစ်ကြတဲ့သဘောရှိလို့မို့မြတ်စွာဘုရားအကောင်းဆုံးဥပမာကိုပေးတာဟုတ်လားမအေးဟာတူရီသောသားကိုချစ်တယ်လို့တူရီသောသားကိုကောင်းစေခြင်းတယ်လို့တူရီသောသားကိုဘေးအန္တရာယ်တွေကာဝယ်ဆောင်ရှောက်တယ်လို့မျိုးတတ္တဝါအားလုံးရဲ့ပေါ်မှာကောင်းစေခြင်းရမယ်ဘေးအန္တရာယ်ကင်းစေခြင်းနဲ့စိတ်ရှိရမယ်ဆိုတဲ့သဘောကိုပြောတာနော်ဒါကြောင့်မာတာယထာနိယပုဒ္ဒဆိုတဲ့ဂါထာလေးကိုရွတ်တိုင်းဒီလေးပဲကိုနားလည်ရနော်ပြီးတော့ပဲဂါထာလာတော့မေတ္တင်္စသဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏဥဒ္ဒအဒောဇာတိရိယံဇာအတ္တံပါရအဝေရာမတပတ္တံဥဒ္ဒအထက်လောကအရူပဘဝ၌၎င်းအဒောအောက်ပြည်လောကကာမဘဝ၌၎င်းတိရိယံအလယ်လောကရူပဘဝ၌၎င်းသဗ္ဗလောကသမိအလုံးစုံသောလောက၌အပရိမာဏအတိုင်းတာပမာဏမရှိသောမေတ္တနှင့်ရှင်သောမာနတံစိတ်ကိုအတ္တံပါရအပိုင်းခြားခြင်းကျင့်မြောင်းခြင်းမရှိသည်ကိုအဝေဒံဒေါသဟူပြီးအတွင်းရန်မရှိသည်ကိုအတ္တပတ္တနှိမ့်ဆက်ရန်မူအပယံသူလိမရှိသည်ကိုကတ္တဝပြု၍ဘာဝေပွားများရ၏တဲ့နော်လောကကိုသူက၃ပိုင်းပိုင်းလိုက်တာအထက်ဆုံးကအရူပဘုံရှိတယ်နော်ဒါဥဒ္ဒအဒောဇလာဟုတ်လားအထက်ဆုံးဘုံပေါ့ဟုတ်လားအဒောဆိုတာအောက်ဆုံးဘုံဆိုတာကာမဘုံဆိုတာအပေဘုံတွေလည်းပါတယ်ဟုတ်လားကာမဘုံဆိုတာနတ်ပြည်လူပြည်အပေ၄ဘုံဟုတ်လားဂျားမှာဘာကျမ်းဆိုတာအရူပဘုံဇမဘုံတွေရှိသေးတယ်ဟုတ်လားအဲ့တော့အကျဉ်းမြေဥဒ္ဒဒောဇတိရိယံစဆိုတော့အထက်ဘဝအာဝီစီဟောလူတွေဆိုရိုးစကားလေးတစ်ခုရှိရနော်အထက်ဘဝအာဝီစီဂျားမှာလည်းဘဝတွေရှိသေးတယ်ဟုတ်လားအကုန်လုံးဒါအထက်အောက်ပိုင်းခြားပြီးတော့မေတ္တာထားဖို့မြတ်စွာဘုရားသင်ပေးတာနော်ဥဒ္ဒဒောဇတိရိယံစအဲ့ဒါဘာတော့အတ္တံပါဒအဝေရမတပတ္တံဟုတ်လားဘလို့မေတ္တာမျိုးတော့တဲ့အပရိမာဏအတိုင်းတာပမာဏမရှိသောမေတ္တာနဲ့ရှင်သောမာနတံစိတ်ကိုမေတ္တာစိတ်ကိုဘလို့ပွားမလို့အတ္တံပါဒအပိုင်းခြားခြင်းကျင်းမြောင်းခြင်းမရှိသည်ကိုမေတ္တာဟိုလူပေါ်ဝထားတယ်ဒီလူပေါ်ထားမအောင်ဆိုတော့အပိုင်းခြားထားတယ်ဟုတ်လားလုံးဝဒိုးယိုပါဘယ်ရာမှကိုမေတ္တာကိုအခုအခါအတားအဆီးလုပ်ထားတာမရှိဘူးတတ္တဝါတိုင်းကိုညီလူညီမျှအကုန်လုံးဖြန့်လို့လွတ်ရတဲ့အနေအထားမျိုးရောက်တာအလေးချင်းများမှရနိုင်တဲ့ဥစ္စာလေးဟုတ်လားအပိုင်းခြားကင်းတဲ့သဘောနော်အကုန်လုံးရဲ့ပုံမှာသူကထားနိုင်တော့တာတုံတယောက်ရဲ့ပုံမှာမကျင်တတ်နေတာမရှိဘူးမေတ္တာမဖြစ်ဘူးတော့မို့လေချို့ကဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုအဆင့်ကိုမရောက်ဘူးမပြည့်စုံတာပေါ့နော်မုန်းနေတဲ့လူရှိနေသေးတယ်မမုန်းတော့မှကောင်းစေခြင်းတဲ့စိတ်တော့မွေးလို့မရသေးဘူးဆိုတာရှိနေသေးတယ်ဟုတ်လားခွဲခြားထားတာအဲ့ဒါမျိုးမရှိတာဘူးပါခေါ်တော့အတ္တံပါဒအပိုင်းခြားခြင်းကျင်းမြောင်းခြင်းမျိုးကျေပြန့်သွားပြီဘယ်တော့ကျေလို့ကျေမှမသိတော့ဘူးမေတ္တာဒါတော့လောကီကုသိုလ်ထဲမှာမေတ္တာကုသိုလ်ဟာအဆင့်အမြင့်ဆုံးပဲတကယ်တမ်းကဟုတ်လားအဝေရာဒေါသဟူပြီးအတွင်းရမရှိသည်ကိုအတ္တပတ္တနှိမ့်ဆက်ရမှုအပယံသူမရှိသည်ကိုကတ္တဝပြု၍ဘာဝေပွားများရ၏တဲ့နော်ဒါဒီကာထာလေးရဲ့အတိတ်ပဲနော်နောက်ဘုံတို့ပြီးတော့မယ်ဟုတ်လားပြီးကနေကာထာတိဋ္ဌံစရဏိသိဏောဝတရားနောယာဝတတ္တဝိဒမေသောဧတံတရိဒိဋ္ဌိယဗြဟ္မမေတံဝိရဒမေတ္တာမဟုဒါမေတ္တာတရားနဲ့ဘဝမှာဘယ်လောက်ထိမြတ်စွာဘုရားနေသေးခြင်းတည်းဆိုတာလေးကိုဒီကထာလေးကပုံဖော်ပြတယ်လို့ဆိုနိုင်တယ်တိဋ္ဌံဝါရက်လျက်တော်၎င်းစရံဝါသွားလျက်တော်၎င်းနိသိဏောဝါတိုင်လျက်တော်၎င်းတရားနောဝါအေးလျက်တော်၎င်းယာဝဒအချင်းများလောက်ဝိဒမေသောကင်းသောအိတ်ချိန်ငိုင်းပြီးခြင်းရှိသည့်အတ္တဖြစ်ရ၏အထထိုငိုင်းပြီးခြင်းကင်းထိုအချိန်အတွင်း၌ဧတတရေထိုမေတ္တာရှင်ပြီးဇံတတိကိုအဋိဋ္ဌေယဆွဲမြင့်မကွာစောက်တရား၏ဣဒာဤဘုရားသာသနာတော်၌ဧတံဤမေတ္တာမကင်ဇံဖြစ်နေခြင်းကိုဗြဟ္မန်ထုမြတ်သောဝိဟာရနေခြင်းဟူ၍အာဟုမြတ်စွာဘုရားတို့ဟောကြားတော်မူပြီတဲ့ရက်နေသွားနေထိုင်နေလျောင်းဆက်နေဒီလေးမျိုးနဲ့ပဲဘုံဘုံတို့နေကြရတာပဲဟုတ်လားဘလို့ပဲနေတဲ့အိတ်ချင်ငိုင်းမြင်းမှုကင်းနေတဲ့အချိန်တိုင်းမှာဆိုလိုတာအိပ်ပျော်နေတဲ့အချိန်ကလွဲလို့တော့ပေါ့လားအိပ်ပျော်နေတဲ့အချိန်ကလွဲလို့နော်
လူကအတုံးလုံးလဲနေတာကြီးကြီးလင်းလင်းလေးဖြစ်နေတာရှိရနော်ဟုတ်လားတခါလေလူကသာထိုင်းနေတာငိုက်ပြီးတော့အိပ်ပျော်နေတာလည်းရှိတယ်ဟုတ်လားအဲ့တော့ဘလို့ပဲနေနော်အိတ်ချင်တဲ့အချိန်ကလွယ်လို့အိတ်နေတဲ့အချိန်ကလွယ်လို့ဒီမေတ္တာတတိကလေးနဲ့နေမယ်ဆိုလို့ရှိရင်ဒီသာသနာတော်မှာဒီပုဂ္ဂိုလ်ဟာမြတ်သောနေခြင်းဖြင့်နေတဲ့ပုဂ္ဂိုလ်လို့နော်ဘုရားအဆူဟောခဲ့တယ်တဲ့ဒါမြတ်သောနေခြင်းပဲတဲ့တတ္တဝါတွေရဲ့ပုံမှာတော့ကောင်းကျိုးလိုလားတဲ့စိတ်ကလေးကိုပွားပြီးတော့နေတာဟုတ်လားအဲ့ဒါကိုကအလေးချင်းလုပ်လို့ရှိရင်လွယ်တယ်အလေးချင်းမလုပ်လို့ရှိရင် तू ကလည်းခက်တယ်နော်တတ္တဝါတွေကိုကိုကဘာမှလည်းကိုဒီလျောက်ကြီးသွားပေးတာတော့မဟုတ်ဘူးချမ်းသာအောင်ဘာမှလည်းလုပ်ပေးတာမဟုတ်ဘူးစိတ်ထဲကနေပြီးတော့ဟုတ်လားချမ်းသာပါစေလို့ထားတာလေးမြန်လွယ်လွယ်လေးပါလို့မထင်နဲ့နော်မထားနိုင်ဘူးဘာလို့မထားနိုင်တာစိတ်ထဲမှာဒေါသအခန့်တွေရှိလို့မကျေနပ်မှုအခန့်တွေရှိလို့သဘောပေါက်လားအဲ့ဒါကြောင့်မို့လို့စိတ်ကလေးနဲ့ချမ်းသာပါစေလို့လုပ်တာတော့မလုပ်နိုင်ဘူးအဲ့တော့ဘလောက်ပုရုဇဉ်တွေရဲ့စိတ်ဟာခက်ထန်ကြမ်းထမ်းနေတယ်ဆိုတာကြည့်လိုက်ဟုတ်လားတကယ်မေတ္တာလေးထားတယ်ဆိုတာသူ့ကိုကတခုခုသွားပြီးတော့ကိုရီးလက်ရောက်ဘာတွေညာတွေပေးတာပြုတာလေအဲ့ဒါလည်းမေတ္တာအခြေခံပေးရင်အလွန်ကောင်းတယ်လေသို့တော့အဲ့ဒီလိုကြီးပေးတာမျိုးတောင်မဟုတ်ဘဲနဲ့ဘာမှလည်းလုပ်တော့မလားစိတ်ထဲကလေးတောင်မှထားနိုင်သလားလို့မေးရင်အလေးအကျင့်မရှိရင်မထားနိုင်ဘူးဘာလို့မထားနိုင်တာတော့ခုနဒေါသရှိနေဟုတ်လားဒါမှမဟုတ်ဘုံတွေးကြည့်တာပေါ့နော်မေတ္တာပွားတယ်ဆိုတာတစ်ဖက်တတ္တဝါတွေအတွက်အလုံးလုံးတာမှန်တယ်သို့တော့အစကနဦးကိုယ့်အတွက်ကိုလုံနေရပိုးတောင်ရောက်နေသေးတယ်လို့ဘုံကအလုပ်ခံစားအခုစိတ်ကဘာဖြစ်သွားဒေါသကင်းသွားပေါ့နော်အဲ့ဒီအခိုက်အတန့်မှာဒေါသမရှိဘူးဒေါသရှိရင်မေတ္တာထားလို့မရအဲ့လိုမေတ္တာစိတ်ထထဖြစ်အောင်လို့နောက်ကျတော့တကယ်စိတ်ထဲကကောင်းစေခြင်းတဲ့စိတ်တွေဖြစ်လာတဲ့ခါတော့ဟိုလူချမ်းသာတာမချမ်းသာတာနောက်တခါလားအဲ့ဒီလူကအရင်မဖြစ်တော့တာမေတ္တာရှိနေတယ်စိတ်ကအရင်ချမ်းသာသွားပြီသူကဟုတ်လားအဲ့ဒီအချိန်မှာ तू ကကောင်းတာပဲ तू ကပြောမယ်ကောင်းတာပဲလုပ်တော့မယ်တတ္တဝါတွေအတွက်အဲ့ဒီမေတ္တာစိတ်ချီးမှဟိုဘက်ကကာယကံဝစီကံတွေကသူတို့အတွက်ပါလေတော့ကောင်းတာတွေကလာနိုင်တာသဘောပေါက်လားမသိဘူးဟုတ်လားဒါကြောင့်စိတ်ထဲကချမ်းသာပါသေးလို့ထားတာမြန်လွယ်လွယ်လေးပါလို့မထင်နဲ့အလေးအကျင့်မရှိရင်မလွယ်ဘူးဟုတ်လားလေ့ကျင့်ကြည့်လိုက်စိတ်ထဲမှာမရှင်းတာကိုတွေ့ရလိမ့်မယ်စလှုပ်ကြည့်လိုက်တတ္တဝါတွေချမ်းသာပါစေလို့လှုပ်ကြည့်လိုက်တခါလေအကုန်လုံးခြုံပြီးတော့ပို့ရင်ရတယ်လို့ရှိမလို့တယောက်ချင်းလှုပ်ရင်ကိုမုန်းတဲ့လူတွေကြတော့ရသေးလားမရတော့ဟုတ်လားလွယ်သေးလားမလွယ်တော့ဒါကိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားအချိန်တိုင်းမြင်ကင်းတဲ့အချိန်တိုင်းမှာဘလို့ဣရိယာပုနဲ့ပဲနေဆိုလိုတာအချိန်တိုင်းလို့ကိုပြောနေတာနော်အိတ်ချင်တဲ့အချိန်ကအိတ်နေတဲ့အချိန်ကလွဲလို့ကျန်တဲ့အချိန်တွေမှာတော့မေတ္တာတရားနဲ့နေမယ်ဆိုရင်အဲ့ဒါဗြဟ္မမေတ္တာဝိဟာရမိရာမဟုမြတ်သောနေခြင်းလို့ဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကမိန့်ဆိုရတယ်လို့ဒီလိုအိဗယ်ရနော်နောက်ဆုံးကတာရောက်တယ်ဟုတ်လားနောက်ဆုံးကတာပါတော့ဒိဋ္ဌိသနုပကမ္မတိလဝဒသနေနတံပံနောကာမေတုဝိနယကေရနာဟိဇာတုခဘတေယပုဏ္ဏရိတိတောထုမေတ္တာဇာရပြီးသောယောဂီပုဂ္ဂိုလ်သည်ဒိဋ္ဌိသအတ္တဒိဋ္ဌိတို့လေအနုပကမ္မမဆွဲယူမကရောက်မှု၍တိလဝလောကုတ္တရာတိလနှင့်ပြည့်စုံသူသည်ပြည့်စုံခြင်းလောကုတ္တရာတိလရှိသူသည်ဒသနေနသောတပတိမေညာနှင့်တမန်တော်နောက်ပြည့်စုံသောတမန်တော်ဖြစ်လျက်ပြည့်စုံသူသည်တမန်တော်ဖြစ်လျက်ကာမေတုဝိထုအာယုံကာမဂုဏ်တို့၌နောက်ဂေရန်ကိလေသာဖြင့်တွေ့တာမမောခြင်းကိုဝိနေယနောက်ဘေရှားပြီးသည်ရှိသောဇာတုစင်စစ်ဧကအမှန်ပဲပုဏ္ဏနောက်တပံကပ္ပတေယံပရိတန်တိတည်နေခြင်းသောနာအေတိမရောက်ရတော့ပြီတဲ့သူကအမြင့်ဆုံးအနေထားထိဒေသနာကိုမြတ်စွာဘုရားအရှင်းမြင့်လိုက်တယ်မြတ်စွာဘုရားဟောတဲ့တရားတွေအကုန်လုံးကရည်ရွယ်ချက်ကသူကယဟန္တာဖြစ်ဖို့ကိလေသာနဲ့ထာဝရလွတ်မြောက်ပြီးတော့ဘဝဒုက္ခတွေကနေလွတ်မြောက်ဖို့ကိုမြတ်စွာဘုရားရည်ရွယ်ပြီးတော့ဟောတာကြီးပဲဟုတ်လားအခုဒီဟာလေးကဘာပြောတာလဲနော်မေတ္တာပို့တယ်ဆိုတာသူတတ္တဝပညာကိုအာယုံပြုပြီးတော့ပို့ရတာဟုတ်လားဘသူချမ်းသာပါသည်ဘဝချမ်းသာပါသည်လောက်ရတာဟုတ်လားအဲ့တော့သူအတ္တဒိဋ္ဌိဆိုတဲ့နော်ယုံနာကိုပုဂ္ဂိုလ်တ attva လို့ထင်မှမှားတဲ့အတ္တဒိဋ္ဌိနဲ့သူကနီးကပ်တဲ့အတွေ့အကြုံနော်ဒိဋ္ဌိစအနုပကံမှာနော်အတ္တဒိဋ္ဌိတို့မကရောက်မှု၍နော်မေတ္တာစိတ်တွေဖြစ်လာပြီဆိုရင်ဒါတွေကပုဂ္ဂိုလ်တ attva တွေမဟုတ်ဘူးရုပ်တဏ္ဍတ်သဘာဝတရားတွေဆိုတဲ့အမြင်ရှိရဟုတ်လားဒိဋ္ဌိကိုမကတ်ရောက်ဖဲနဲ့တဲ့ကိုကျင်တရားဆိုတဲ့သီလနဲ့ပြည့်စုံပြီးတော့ဒသနေနတမ္မာတော့ဒီမှာဒသနာအမြင်နဲ့ပြည့်စုံတယ်ဆိုတော့သောတာပန်ဖြစ်တယ်ဟောပြောတာအဲ့လိုသောတာပန်မြန်ဖြစ်သွားမယ်ဆိုရင်ကာမဂုဏ်အာယုံကိုပယ်စွန့်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော်နောက်ထပ်ပရိသေတွေနေရတဲ့အနေထားရောက်တော့ယန္တာဖြစ်သွားမယ်လို့ပြောတာဒါသည်အများစုကအတိပ္ပယ်ကိုနော်ဂဗ္ဗတေယပုဏ္ဏရိတိဂဗ္ဗတေယဆိုတော့အမိဝမ်းကောင်းလို့သူကပြောတော့သူကကာမဘုံကိုပဲပြန်မလာတော့တာ
နော်လူပဲပြန်မဖြစ်တော့ဘဲနဲ့မြမဖြစ်ပြီးတော့ तू ကပြိဋိဘံဆံသွားမယ်ဆိုတဲ့အနေအထားမျိုးကိုမှတ်ယူကြနားလည်ကြတာများတယ်ဒါတိဒီတပြေကံဆိုကြီးကတော့ तू ကမြတ်စွာဘုရားအရဟတမေအရဟတဖို့တိုင်အောင်တရားကိုဟောတာယူပေါ့ဒါမှမဟုတ်အဆင့်အမြင့်ဆုံးယူရင်နော်ကပ္ပတေယဆိုတာပရိသေတွေ၄မျိုးလုံးကိုယူရမယ်ပေါ့နော်ပရိသေတွေ၄မျိုးလုံးယူမယ်ဆိုရင် तू ကဘယ်ပရိသေတွေကိုမှမရောက်တော့ဘူးနော်မေတ္တာဆံရတဲ့ပုဂ္ဂိုလ်ဟာအတ္တဒိဋ္ဌိကိုပယ်စွန့်ပြီးတော့သောတပတ္တိမေဉ္ဇဉ်နဲ့ပြည့်စုံမယ်ဆိုရင်တော့ကာမကိုပယ်စွန့်ပြီးတော့တောက်ဆုံး तू ကဘာဖြစ်လဲပြိဋိဘံဆံသွားမယ်လို့ပြောတာဟုတ်လားဒါအမြင့်ဆုံးအနေအထားကိုရည်ရွယ်ပြီးတော့ဒီကထာကိုဟောတာလို့တပြေကံဆိုကြီးကတော့ तू ကအဲ့ဒါကို तू ကပို့ပြီးတော့သဘောကျပြီးတော့အသေးစိတ်ရှင်းပြတယ်ဘုံမောတော့ဒါအချိန်မရလို့အသေးစိတ်ရှင်းမပြဟုတ်လားအဲ့တော့ဒီကထာလေးရဲ့အတိပ္ပယ်ဟာဝိပဿနာကိုဆက်ပြီးတော့သွားဖို့မဉ္ဇဉ်ပူညာကိုဆက်ပြီးတော့သွားဖို့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်မှတစ်ဆင့်မဉ္ဇဉ်ပူညာကိုဆက်သွားပြီးတော့ဘဝဒုက္ခတွေကလွတ်မြောက်ရသည်ကိုဥတည်ဖို့နော်အဲ့ဒီလိုနားလည်ရမယ်လို့ဒီလိုစိတ်ထဲကနေပြီးတော့ဒီဥစ္စာမလုပ်တာမလို့နားလည်ထားနော်အတိပ္ပယ်အဲ့လိုနားလည်ရမှာနော်ဟုတ်လားဒိဋ္ဌိဇာနုပကမသီလဝတ္တသနေနတမ္မောကာမိတုဝိနိယကေရနာယေဇတောကဗတေယပုဏ္ဏရိတိနော်အတ္တဒိဋ္ဌိမကရောက်ဘူးပဲနဲ့နောက်သီလနဲ့ပြည့်စုံပြီးတော့သောတပတ္တိမေဉ္ဇဉ်နဲ့ပြည့်စုံရင်ကာမဂုဏ်မှာပဲခွာပြီးတော့အဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမဖြစ်သွားမှာလို့ပရိသေတွေနေရတဲ့အနေအထားတွေနဲ့လုံးဝလွတ်မြောက်သွားမယ်ဘဝဒုက္ခတွေကနေလုံးဝလွတ်မြောက်သွားမယ်လို့ပြောတာဟုတ်လားဘုန်းတို့အချိန်ရလဲမရတော့နော်အဲ့တော့ဒါပြီးသွားပြီအကြံဉာဏ်လေးပြောလိုက်တာဟုတ်လားအဲ့တော့အဓိကရွေချက်ကကိုရွတ်ဆိုပူဇော်နေတဲ့နော်ဒီပေတရားတော်မေတ္တာသုတ်ဆိုတာဗုဒ္ဓဘာသာဝင်တိုင်းလိုကိုရွတ်ကြတယ်နော်အဲ့ဒီဥစ္စာလေးကိုအတိပ္ပယ်လေးနော်ဒီလိုလေးအကျဉ်းမြင့်လေးများနားလဲပြီးတော့ရွတ်ဖတ်ပူဇော်မယ်ဆိုရင်ပို့ပြီးတော့နော်ထိရောက်တဲ့နော်ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုအကြောင်းတရားကိုပြုရရောက်တယ်ပေါ့ဟုတ်လားဒါကြောင့်မေတ္တာတရားကိုနော်နားလည်မှုရှိထားပြီးတော့ပွားများအထောက်ပြီးနောက်ဆုံးမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း